မမိုက်တို့နေထိုင်ရာမျိုးလေးကဆေးရုပ်တွေထွန်းကားတဲ့မျိုးလေးဖြစ်ပါတယ်။နေရာတိုင်းအလုပ်တိုင်းမှာဆေးရုပ်တွေကိုပဲအသုံးပြုကြပြီးလူနဲ့ဆေးရုပ်ထွန်းတဲနေထိုင်လျက်ရှိကြတယ်။ဒါပေမဲ့မမိုက်ကတော့ဆေးရုပ်တွေနဲ့တန်ရင်ကျူပို့ခြင်းလောက်အောင်ကိုဆေးရုပ်ကိုမုံတီးနေသူဖြစ်ပါတယ်။ဒီဆေးရုပ်မှသားတွေကလုံခြုံမှုမရှိကြဘဲနဲ့တနေ့ကျရင်လူတွေကိုဒုက္ခပေးလာနိုင်နေဆိုပြီးတော့ယုံကြည်နေသူတူပါ။မမိုက်ကအလွန်တော်တဲ့ဆွန်နောက်ရဲ့အရာရှိတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာဆေးရုပ်ကုမ္ပဏီကဆေးရုပ်အင်ဂျင်နီယာကြီးဦးတင်ဦးဆိုသူကိုအဆုံးစီရန်သွားတယ်။မမိုက်ကဆေးရုပ်တွေကိုမုံနေဆိုပေမဲ့လည်းဆေးရုပ်အင်ဂျင်နီယာကြီးနဲ့တော့တော်တော်ကိုရင်းနှီးရှာတာပါ။အကြောင်းဦးတင်ဦးကသူမသိခင်ဘာကြောင့်ကိုတတ်သိရတာလဲဆိုတာကိုအပြေရှာဖို့တဲ့မမိုက်တဲ့လွန်စာလေးခြံပေးသွားတယ်။ဒါပေမဲ့တတိယတဲ့ဆေးရုပ်တွေကိုပဲချိန်စဲလေးရှိတဲ့မမိုက်ကတော့ကိုတတ်သိတယ်လို့မယူဆပဲဆေးရုပ်တစ်ကောင်ပြင်လိုက်တယ်လို့မှတ်ယူလိုက်ပြီ။ဒါကြောင့်အခင်းဖြစ်ပွားရာနေရာကိုစစ်ဆေးဖို့တဲ့ဆေးရုပ်ကုမ္ပဏီရဲ့ပန်ရှင်ကိုစံဝင်းစီမံသွားရောက်ခွင့်တောင်းတယ်။ကိုစံဝင်းလည်းကောင်မလေးတယောက်လမ်းခေါ်လိုက်ပြီးမမိုက်ကိုအခင်းဖြစ်ရာနေရာစီလိုက်ပို့ခိုင်းတယ်။သူမကတော့ဆေးရုပ်ပြင်ထိန်းသိမ်းရေးကစံနေပါ။စံနေကသူတို့နာမည်ကြီးကုမ္ပဏီကဆေးရုပ်တွေဘလောက်အနည်းငယ်ကင်းချောင်းကိုတန်းလုံးရှင်းပြလာတယ်။ဒီလိုနဲ့အပေါ်ကိုရောက်တော့ဦးတင်ဦးခွန်ချသွားတဲ့နေရာမှာမတင်ငါစရာများစွာကိုတွေ့ရတယ်။ဒါအပြင်ကြီးကမှန်တွေကိုရိုက်ခွဲပြီးကုန်ချဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးအခန်းထဲမှာဘသူရှိနေတယ်လဲလိုက်ရှာကြည့်တယ်။ဒီနေ့တိုင်းမှာအမိုက်တွေကြားထဲကနေဆေးရုံမှာသားတကောင်ထွက်လာပြီးမောင်မိုက်ကိုကန်နေထားချိန်နေ။စနီလဲဟောမလို့လို့နဲ့အမိတ်တွေဝင်ပေးတာဆေးရုံမှာသားကတောက်ဖတ်တော်မလို့ပဲနဲ့တခါလေးထွက်ပြေးသွားပြီ။မောင်မိုက်လည်းတစ်သက်လုံးကောင်းတာပြစ်လာတဲ့လက်စွမ်းနဲ့အနောက်ကလိုက်ပြစ်လိုက်တာဆေးရုံမှာသားလည်းတစ်ချက်လောက်အီစိမ့်သွားတယ်။ဒါပေမဲ့လည်းဆေးရုံကလက်ကနေပြန်ပြောက်သွားပြီးမောင်မိုက်တို့လည်းညှက်ချိပြတ်သွားကြတယ်။ကံကောင်းကျွန်တော်တစ်ချက်လောက်ထိသွားတာမဟုတ်လို့ဆေးရုံကသူ့ကိုယ်သူပြပြင်ဖို့တဲ့ထင်းသိမ်းစကန်ကိုတွားရတော့မှဖြစ်ပါတယ်။ဒါကိုကြိုသိတဲ့စနီနဲ့မောင်မိုက်တို့ကလည်းထင်းသိမ်းစကန်ကိုတွားရောက်စစ်ဆေးကြတယ်။မောင်မိုက်ကတခါလေးစစ်ကူတွေပါလမ်းခေါ်လိုက်ပြီးဒီနေ့ဖမ်းမမီရဲထမင်းစားဘူးလို့လည်းကြုံသွားလိုက်ပြီ။ဒီလိုနဲ့ထင်းသိမ်းစကန်ကိုရောက်တော့ထင်းတဲ့အတိုင်းပဲဆေးရုံအရှိအတွက်ကရှိတဲ့နာတဲ့တကောင်ပုံနေတာကိုတွေ့ရတယ်။ဆေးရုံလည်းအလိမ်ပေါ်သွားပြီးဆိုတော့ခနာကိုကမူလီဒီပါကျွအောင်ထွက်ပြေးတော့တယ်။ဒါပေမဲ့လည်းမမိုက်ခေါ်ထားတဲ့ကိုလာရွှေတွေမြောက်စပူအစိုးရရောက်လာလို့ဆေးရုံမှာသားလေးဖမ်းခံရပြီ။မမိုက်လည်းဆေးရုံကိုရိုင်းပဲမေးကြည့်လိုက်တော့ဆေးရုံကလည်းသူမသက်ဘူးလို့ပဲဆိုတယ်။ဒါပြင်ဆေးရုံကသူ့မှာနာမည်ရှိကြောင်းနဲ့နာမည်ကလည်းတင်စိန်ဖြစ်ကြောင်းရှင်းပြတယ်။အဒီနောက်ဆေးရုံတင်စိန်ကလူတယောက်လိုခံစားချက်တွေရှိပြီးတခါတလေအိမ်ရင်အောင်အိမ်မက်မတ်တက်တယ်လို့ဆိုတယ်။မမိုက်လည်းဒီဆေးရုံကအလာကြီးပါလားလို့တွေးနေတော့မှပဲကိုစမ်းဝင်းသူဆေးရုံကိုပြန်ခေါ်လာဖို့ရောက်ချလာတယ်။ဆေးရုံမှာအေရာနည်းနည်းပပရှိသွားပေမဲ့လည်းဘာပြစ်မှကျူးလွန်ထားတာမဟုတ်လို့သူ့အတူပဲဖြည့်ဆည်းပြမယ်ဆိုပြီးဆေးရုံကိုပြန်ခေါ်သွားတယ်။ဒီလိုနဲ့ညချတော့မမိုက်တယောက်တဲလွန်စားချဖို့တဲ့ဦးတင်ဦးအိမ်ကိုထက်ရောက်လာတယ်။ကဆိုကျွန်တော်အိမ်ကိုဖြိုမဲ့အချိန်ထဲမှာကွက်တီသွားတိုးနေလို့မောင်မိုက်လည်းပြကျူအောင်ပြေးလိုက်ရပြီ။ဒါအောင်မောင်မိုက်ကသူရှိတဲ့ချိန်မှာလို့ရမလားဆိုပြီးစန်နီစီမှာတောက်ပတနာသွားရှာတယ်။ဒီလိုနဲ့ဆေးရုံကုမ္ပဏီကြီးကအရင်ဆေးရုံအဟောင်းတွေကိုပြန်သိမ်းလိုက်ပြီးပို့အစင်းမြင့်တဲ့ဆေးရုံအသစ်တင်တဲ့လက်ထပ်အစားထိုးပေးလိုက်တယ်။အခုဆိုလူ9ယောက်မှဆေးရုံတစ်ကောင်မှရှိလာတဲ့အထိကိုစမ်းဝင်းလုံးကုမ္ပဏီကချက်ထွင်လာပါပြီ။တပတ်မှမကြခင်ရဆိုင်ခံရတော့မဲ့ဆေးရုံတင်ဆိုင်ကလည်းဆေးရုံတွေထဲမှာသူ့ချောစုံမလို့မသေးခြင်းသေးကြောင်းအတနာခံတယ်။မမိုက်ကတော့ထုံးစံတိုင်းလည်းမလျှော့သေးပဲကိုစံဝင်းကိုပါမတင်ငါလို့လိုက်လာစုံစမ်းမှုဆုံးဖြတ်လိုက်တယ်။ကိုစံဝင်းနဲ့ဦးတင်ဦးနောက်ဆုံးဖုန်းထဲမှာပြောခဲ့တဲ့စကားတွေကိုစစ်ဆေးကြည့်ဖို့လုပ်တယ်။အချင်းဦးမင်းလိုင်ကောင်တစ်ခုအရာမှာဆေးရုံအကောင်ထောင်လောက်တင်လာတဲ့ကုန်တင်ကားကြီးနှစ်စီးမမိုက်ရဲ့ကားနာကိုချင်းကိုက်လာတယ်။ဒီနေ့တိုင်းမှာချက်ချင်းဆိုသူလိုဆေးရုံတွေဆင်းချလာပြီးမမိုက်ရဲ့ကားပေါ်ကိုတက်ပြင်းတော့တယ်။မမိုက်ကလည်းနောက်ဆုံးပေါ်အော်ဒီဘင်းပြောက်ကားနဲ့မိုးဆေးရုံမှာသားတဲ့အကုန်လုံးကိုတက်ကြိတ်ပြီးလွှတ်အောင်ထွက်ပြေးလာတယ်။ကုန်တင်ကားနှစ်စီးလုံးလည်းမီးလောင်ပေါက်ခွဲထားပြီးဆေးရုံတွေလည်းလမ်းပေါ်တစားစီပြန့်ကျဲကုန်တယ်။မမိုက်လည်းဆေးရုံတွေကိုရှင်းသွားပြီးမှန်တာကားတွေကနေတကောင်ထွက်လာပြီးမမိုက်ကိုလက်ဆော်ပြန်တယ်။တကယ်တော့မမိုက်ဟာလည်းဆေးရုံတစ်ဝက်လူတစ်ဝက်တိဆောက်ထားတာဖြစ်ပြီးဘေဘက်ချန်လုံးကတန်ဖရင်ကြီးပဲဖြစ်ပါတယ်။မမိုက်လည်းဆေးရုံမှာတာကိုတန်တန်တီးနဲ့ဖြည့်ရှင်းလိုက်ပြီးသူ့ပေါ်တာရဲရီအလာကိုထိုင်ဆောင်နေလိုက်တယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ရဲရီမရောက်ခင်မှာပဲဦးမင်းနေကနေဆေးရုံအပိုင်းစားတွေကိုဆေးရုံကြီးပြီးလာရောက်ရှင်းထုတ်သွားပြီးဖြစ်ပါတယ်။ရဲရီရောက်လာတော့ဘာဆေးရုံအပိုင်းစားမှမတွေ့တော့လို့မမိုက်ကိုမူပြီးကောင်းမောင်းတယ်လို့ပဲထင်သွားကြပြီ။မမိုက်ရဲ့ရဲတစိကိုလည်းရန်ကားမှုနဲ့တင်စီလိုက်ကြတယ်။မမိုက်ပြောတာကိုလည်းဘယ်သူမှမယုံကြပါဘူး။ဒါပေမဲ့တစ်ဖက်မှာတော့စန်ဒီယာဆေးရုံတင်စိန်ကိုစစ်ဆေးကြည့်လိုက်ရကနေအညာနဲ့မတူတဲ့အရာတစ်ခုကိုတွေ့ရှိလိုက်ရတယ်။ချက်ချင်းပဲမမိုက်အိမ်ကိုသားပြီးတင်စိန်ဟာတခြားဆေးရုံတွေထဲတာမာတဲ့ခနာကိုပိုင်ဆိုင်ထားကြောင်းတော့ပြောပြတယ်။ဒါပြင်တို့ကုမ္ပဏီရဲ့စနစ်ထဲမှာလည်းတင်စိန်မပါဝင်မဲ့လုံးဝအမိန့်နာခံစရာမလိုတဲ့အထူးစပယ်ရှယ်ဆေးရုံတစ်ကောင်ဖြစ်ပါတယ်။မမိုက်လည်းစန်ဒီကိုအိမ်လာတော့သူပါကြောင့်ဆေးရုံမုံတီးရေးသမားကြီးဖြစ်နေရလဲရှင်းပြတယ်။တခါတော့ကမမိုက်ဟာအလုတ်ကနေအိမ်ပြန်လာရင်ကားတစ်စီးနဲ့ရေထဲထိုးကျသွားတယ်။ဘေးမှာမမိုက်လိုပဲပြုတ်ကျလာတဲ့ကားတစ်စီးရှိနေပြီးကားပေါ်ကကလေးမလေးဟာလည်းသူချီရတဲ့အိမ်သားကကလေးမလေးပဲဖြစ်ပါတယ်။ဒါပေမဲ့အချိန်မှာဆေးရုံတစ်ကောင်ရောက်ရှိလာပြီးအသက်ရှင်လန်းကြီးပုံများတဲ့မမိုက်ကိုပဲလာရောက်ကဆယ်သွားတယ်။မမိုက်ကအချိန်ကလေးကရှိထဲမှာကြံခဲ့တဲ့ကလေးမလေးရဲ့မျက်နှာကိုတစင်းစင်းမြင်အောင်ရင်ဆေးရုံတွေကိုမုံတီးသွားခဲ့ရတယ်။အဲ့ဒီမှာတာမန်လူတယောက်သားဆိုရင်ကလေးမလေးကိုအရင်ကပြေးလိုက်မယ်ဆိုပြီးဒီနေ့ဒီချိန်นี้ဆေးရုံတွေကိုမယုံကြည်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆေးရုံတင်စိန်တွေကတော့ပြောစရာရှိသေးတာမို့လို့မမိုက်နဲ့ဆန်နေတင်စိန်စီရောက်ရှိလာတယ်။အဲ့ကြမှာဦးတင်ဦးဟာဆေးရုံတင်စိန်ကိုနောက်လာမဲ့ပြဿနာတွေဖြစ်ရှင်းမှုကြိုတင်ဖန်တီးထားတာဖြစ်ကြောင်းသိရှိလိုက်ရတယ်။ဒါပြင်မသိခင်မမိုက်တဲ့တဲလွန်စာချန်နာခဲ့တာကလည်းဒီကိစ္စမှာမမိုက်တယောက်တည်းအားကိုးစရာရှိလို့ပါ။မမိုက်တို့လည်းအကြောင်းဆုံးသိရှိသွားပြီးတဲ့နောက်ဆေးရုံတင်စိန်ကိုမဖြတ်စည်းဖို့တဲ့ကိုစံဝင်းကိုဖျက်ကြည့်ကြတယ်။ဒါပေမဲ့လည်းကိုစံဝင်းဟာပြည်သူရေးတည်ရန်ဆေးရုံတွေကိုမယုံကြည်တော့မှဆိုလို့ချက်ချင်းပဲဖျက်ဆီးပစ်ဖို့စီစဉ်လိုက်ပြီးစန်နီလည်းစိတ်မကောင်းစွာနဲ့ပဲဆေးရုံတင်စင်ကိုသူကိုယ်တိုင်ပဲဆေးထိုးတက်ပြစ်လိုက်ရတယ်။တစ်ဖက်မှာမမိုက်ကလည်းစစ်သေးစရာလေးရှိလို့ဆေးရုံအဟောင်းနေထားတဲ့နေရာကိုသွားကြည့်ကြည့်တယ်။အချိန်မှာဆေးရုံအသစ်တွေကအဟောင်းတွေကိုဆေးရုံအချင်းချင်းတစားစီရိုက်ခွဲဖျက်ဆီးနေတာကိုသွားတွေ့တယ်။အိမ်ဒီမှာရှိတဲ့ဆေးရုံတွေကလည်းရုတ်တရက်စိတ်တွေဖောက်ပြန်ကုန်ပြီးလူတွေကိုအိမ်ထဲမှာပဲပိတ်လောင်ထားလိုက်ကြတယ်။မြို့ထဲမှာလည်းဆေးရုံတက်ကြီးချီတက်လာပြီးပြည်သူတွေကိုအပြစ်မထွက်ရဆိုပြီးလိုက်လံမှာကြားတယ်။
ရဲတွေကိုလည်းဝင်ပါမှာဆိုလို့စကားနဲ့အားလုံးကိုစီးထားလိုက်ကြတယ်အမိန်မလွန်ဆန်တဲ့လူသားတွေကိုလည်းဘသူမျက်နှာမှမထောက်နိုင်နေမှဖြစ်ကြောင်းသတိပေးလိုက်ပြီးဒါကိုသိမခံနိုင်တဲ့လူတို့ကလည်းစေယုံမှသားတဲ့အကုန်ရိုက်ခွဲပြမယ်ဆိုပြီးတော့လမ်းပေါ်ထွက်လာကြတယ်အမိုက်ကလည်းဒါကိုဆန်ဝင်းကြမယ်ဖြစ်ရမယ်ဆိုပြီးကိုဆန်ဝင်းရုံငန်းစီတဲ့ပဲသွားလိုက်ပြီးဟိုရောက်တော့ကိုဆန်ဝင်းလက်ချက်မဟုတ်ပဲကိုဆန်ဝင်းကရှောနေပြီးဖြစ်တာကိုတောင်တွေ့ရှိရတယ်တကယ်တော့စေယုတ်တွေကိုယ်တိုင်ပဲအစင်းမြင့်ရင်ကလည်းလူရည်ထက်ပိုတက်လာပြီးဖေးထက်သားတလကြီးကုန်တာဖြစ်ပါတယ်ဒါကိုဦးတင်ဦးကလည်းကြိုတီးခဲ့ပြီးသူကိုယ်တိုင်မထိန်နိုင်တော့လို့ကိုအဆုံးစီရင်ပြစ်ခဲ့တာပါအခုတော့ယုံကြည်မိလိုက်ကမှပဲငါးပါးတွေမှကုန်ပြီးအာနာပါသိမ့်ပြစ်လိုက်ကြပြီဖြစ်ပါတယ်ဒါပေမဲ့လက်ကံကောင်းကျွန်တော်စေရုပ်တင်စင်ကလည်းစေတို့တတာတောင်သိမသွားခဲ့ပါဘူးတင်စင်ရကုမ္ပဏီရဲ့စနစ်ထဲမှာမပါဝင်တဲ့ကောင်ဖြစ်လို့ကုမ္ပဏီကဆေးတွေလည်းလုံးဝမတိုးခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့မမိုက်တင်စင်နဲ့ဆန်နီတို့၃ယောက်ပေါင်းပြီးစေရုပ်တင်ရဲ့ပင်မစနစ်ကိုသွားဖြတ်စည်းဖို့ဆုံးဖြတ်လိုက်ကြတယ်အပြင်ကစေရုပ်တွေလည်းမမိုက်တို့ဘက်အာရုံရောက်ရှိသွားပြီးရှိသမျှစေရုပ်တွေအကုန်ရောက်ရှိလာကြတော့တယ်ဒီများတဲ့ထူးတဲ့မမိုက်နဲ့တင်စင်တွေကပေါင်းပြီးစေရုပ်မှသားတွေကိုလည်းပြန်ဆွဲလိုက်ကြတယ်နောက်ဆုံးတော့တင်စင်တို့ကလိုပဲပင်မစနစ်ကိုလည်းစေတို့တက်ပြစ်လိုက်ပြီးစေရုပ်တွေအားလုံးကို reset ချပြစ်လိုက်ပြီးချက်ချင်းဆိုသလိုစေရုပ်တွေလည်းအတိတ်ကောင်လိုပြန်ဖြစ်သွားကြပြီးစိတ်ပေါက်တိပြောက်တွေလည်းမရှိကြတော့ပါဘူးဒီများနဲ့တူတဲ့စေရုပ်တင်စင်ကလည်းလူသားတယောက်လိုနေထိုင်တော့မှဖြစ်ပါတယ်မမိုက်တို့လည်းကဘာပေါ်မှာသူမမုန်းတဲ့တင်စင်ဆိုတဲ့စေရုပ်လေးတယောက်ပေါ်ထွက်လာခဲ့ပါပြီဒါပေမဲ့လည်းလူသားတွေကနောက်ဘတော်မှစေရုပ်တွေကိုအတုံးမပူးခြင်းလောက်အောင်ကြောက်ရွံ့သွားကြပြီးလည်းဖြစ်ပါတယ်လူချင်းမင်းနဲ့လည်းဒီစကားလေးကြည့်ပြီးအိမ်မှာစေရုပ်တွေဘာတွေရှိရင်အာနာသိမ်းသွားနိုင်တာမလို့တကောင်မှမထားပဲလွတ်သားပြလိုက်ကြပါကျေးဇူးတင်ပါတယ်